ကျော်ခလေးလာပြန်ခေါ်လာမဟုတ်ပါဘူးဆရာမရဲ့ကျွန်တော်ဘဝတိုးတက်ရေးအတွက်ရေချားမြေချားမှာကျွန်တော်ငွေသွားရှာမလို့ပါဒါကြောင့်မို့လို့လေကျွန်တော်တူလေးကိုဆရာမရေအုပ်မကွာစောင့်ရှောက်ပေးပါဗျာစိတ်ချပါကိုလေးကျော်ရဲ့တူလေးကိုလေကျမနဲ့ကိုလေးကျော်ရတယ်လို့မျိုးဟုတ်ပါဘူးသွေးသားအရင်လိုပဲစောင့်ရှောက်ပေးပါမယ်လို့နေတော့မတော့ပါနဲ့နေတော့ရာဘီဝါနေတော့လည်းကိုချက်ကြည့်ပါနဲ့တောင်းငါရှိနေတယ်ဆရာမရေအုပ်မကွာစောင့်ရှောက်မယ်ဆိုပြီး sorry ကျမလည်းစိတ်ဆက်လို့တခိုင်နဲ့ဆုံးအောင်မယ်ဟုတ်ဆရာမကျွန်တော်နောက်ဆုံးအနေနဲ့လေကျွန်တော်ပြန်လာဖြစ်မယ်ပြန်မလာဖြစ်မယ်မသိတဲ့အတွက်ကျွန်တော်ဆရာမကိုပြောစရာရှိလို့ပါပြောလိုက်ပါကိုလေးကျော်ရဲ့ကျမကိုလေးကျော်ပြောမယ့်စကားတွေကိုနားထောင်နေပါမယ်ဆရာမစိတ်ဆိုးသွားမှလေကျွန်တော်ကြောက်တယ်ဗျာno ကိုလေးကျော်ပြောမယ့်စကားတွေကိုကျမကြိုသိနေပြီဒါလေးစိတ်မဆိုးဆရာမကျွန်တော်ဆရာမကိုလေဆရာမပြောလိုက်ပါတော့ဆရာမရဲ့လမ်းစိတ်လေး9000လောက်ချီးပါလားဗျာပတ်စံရှိဖို့အဲ့လောက်ပလင်ခံနေတယ်အားနာလေတတုတ်ချီးနေတော့ကြတော့လေရော့ပြန်မဆက်နဲ့နော်သွားပြန်မဆက်နဲ့ကျေးဇူးတင်တယ်ကျွန်တော်စိတ်ရင်လေရပါပြီသွားပါတော့ရပါပြီဆရာမရဲ့သွားပါတော့ဆိုဒီမှာဟုတ်ကဲ့သွားပါပြီလို့တော့သူလေးသွားပြီကိုလေးကျော်ရေကျမစိတ်ထဲမှာပါတဲ့စကားတွေကိုပြောလိုက်မိတာပါကျမကိုခွင့်လို့ဝင်းနေလို့နေမေးသွားမလားစစ်စရာမျိုးကိုရှောင်ပြေးမလားဆရာမနိုင်ကြီးလိုက်တာကြာနိုင်ကြီးလိုက်တာသူပြန်လာမယ်တို့ညီချင်းနေကြကြာဆီယာမညက်တွင်းနေလဲကြားလို့အရန်ပိန်သွားရနော်ဘာလဲအစားတော့မကောင်းလို့လားဟင်ဟုတ်တယ်ကျမအစားတော့မကောင်းတာအဲ့လိုမပြောတာတစ်နှစ်လောက်ရှိပြီလေးကြော်ထွက်သွားကြရပေါ့ဆီယာမလေးကြော်ရှိတယ်လေလေးကြော်ပြောင်းနေပြီလေးကြော်ရှေ့ခုထွက်ခဲ့တာကျမကိုပြောင်းတော့မပြောဘူးနော်ဆီယာမဘလို့ဖြစ်ရတာတော့တိတ်ခါလေးပါလေထိမ့်မအောင်အမပြောတဲ့လေးကြော်ဆိုတာလေအခုနာမည်အရန်ကြီးနေတဲ့အသင့်စားလို့ရတဲ့လေးကြော်ရဲ့ငရုတ်သီးတိုင်းငပိကျက်ရဲ့ထရမ်းကျင်သီးငပိကျက်ရဲ့ကလေချက်ကဲပစုံတော့ငပြရေးကြော်ရဲ့ဟေးအနှစ်တွေကိုပြောတာပါဆီယာမရဲ့အဲ့ဒါဆိုရင်လေရိုးတနက်အစရရှင်းရှင်းလင်းပြောပါလားခေါက်ထလောက်မလက်စွန်းနဲ့ဆီယာမရဲ့စိတ်ချော့ပေးဒါလေးစားကြည့်တော့အရင်စားလို့ကောင်းပါဆီယာမပတ်စံလာကုန်ကြရင်လာပေးမယ်စိတ်ပါရင်ဟုတ်တယ်ဆီယာမလည်းစိတ်နဲ့လူနဲ့မကပ်ပုံများကိုငါကြော်အမလေးနာမည်မနေတယ်လေးကြော်ပြန်ခေါ်အေးဟုတ်တယ်မှားပါလို့ပြန်ခေါ်မယ်နော်ကိုလေးကျော်တရားမကိုလေးကျော်ရပါပြီရန်နီးနေပြီရပြီဟုတ်တယ်လေဆရာမကိုလေးကျော်ရှင်ပြောတော့ကျမကိုအမလေးပြန်ခေါ်မယ်ဆိုအမလေးပြန်လာမယ်ဆိုဆရာမအဆုတ်တွေလည်းကွာကုန်မယ်တထိုင်နဲ့ဆုံးသွားအောင်မယ်ဆရာမရဲ့ဒီမှာချင်းဒီမှာလည်းလေးကျော်ဒါနေသမောင်ရှင်ကအခုရှင်နမနဲ့စက်ယုံကြီးကိုပိုင်နေပြီလားကျွန်တော်စက်ယုံနေများစွာခြေဆန့်နိုင်ခဲ့ပြီဆရာမရဲ့တကယ်ကျမပစ္စည်းဥစ္စာတွေကိုတိတ်မမှတ်ပါဘူးကျမတို့ယူကြလို့မဟုတ်လေဆရာမလည်းလောလိုက်တာကျွန်တော်ခြေဆက်နိုင်ပြီဆိုတာလေဒီလေးကြော်ကလေကျွန်တော်နဲ့နဲမဲတူတာအရတာနဲ့လက်ရတော့ကျွန်တော်အတိုင်းပဲတော်ကောင်းတာအတင်စားအဲ့ဒါဆရာမအတွက်ကျွန်တော်တတိတရနဲ့ဝယ်လာတာကျွန်တော်ကတော့လေစက်ယုံလေးကိုခြေဆက်နိုင်တယ်ဆိုတာလှိုင်သားရစက်မှုစုံမှကျွန်တော်ကယ်ရီဆွဲနေတာဗျဘာ